စစ်တွေတိုက်ပွဲတွင် AA လက်နက်ကြီးကြောင့်တေဆုံးဒဏ်ရာရသူများပြားသဖြင့်စစ်တပ်ကာကင်းစခန်းအချို့နောက်ဆုတ်ရတယ်ဆိုတဲ့သတင်းကိုဖော်ပြပေးပါမယ်။ရခိုင်ပြည်နယ်စစ်တွေမြို့ပြင်တွင်ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်းအာရခတ်တပ်တော် AA ကလက်နက်ကြီးနှင့်ပစ်ခတ်လို့အကြမ်းဖက်စစ်တပ်မှထိခိုက်အကြအဆုံးများနေသဖြင့်ကာကင်းစခန်းအချို့နောက်ဆုတ်ထားရတယ်လို့သတင်းရရှိပါတယ်။အဓိကစစ်တပ်ပွိုင်ကုန်းတွေနဲ့ကာကင်းစခန်းငယ်တွေရှိနေတဲ့ဇော်မတက်ကြံသောကန့်ကော်ကျွန်းဖက်မှာစစ်တပ်ကတော့အထိနာသွားပြီးအရာရှိတွေပါသေဆုံးကြတယ်လို့ဆိုပါတယ်။ AA ကလက်နက်နဲ့ကြီးပစ်တာစခန်းတွေပြိုပျက်ပြီးဒေတာတွေလည်းအယမ်းများတယ်ပြီးတော့ကာကင်းစခန်းတွေကနေနောက်ဆုတ်ထားရတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။လွန်ခဲ့သည့်မလ26ရက်20ခုနှစ်ရက်28ရက်နေ့များမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းနှစ်ဖက်လက်နက်ကြီးလက်နက်ငယ်များဖြင့်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီးABS ကပစ်ခတ်သောလက်နက်ကြီးကြီးများသည်စစ်တပ်စခန်းများကိုတိုက်ရိုက်ထိမှန်ခဲ့သဖြင့်စစ်တပ်ဘက်ကအကြအဆုံးနှင့်ထိခိုက်ဒဏ်ရာရသူများပြားခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်စစ်တပ်ရဲ့ရှေ့တန်းပွိုင်းစခန်းငယ်တွေကဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်တွေကိုတည်ဆောင်ပြီးစခန်းငယ်တွေကပါနောက်ဆုတ်လာရပါအဲ့ဒီဒဏ်ရာရတဲ့သူတွေကိုတပ်မတော်ကုတင်တရဆေးရုံကိုပို့ထားပါတယ်။အရာရှိပိုင်းကိုတော့စစ်တွေပြည်သူ့ဆေးရုံကိုမတ်လ29ရက်နေ့ခပို့ဆောင်ထားတာပါ။အခုဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီဘက်ကအရာရှိ4ဦးအပါအဝင်တပ်ဖွဲ့ဝင်30ဦးထက်မနည်းတေဆုံးသွားပြီလို့ဆိုပါတယ်။